နေဝင်စည်းစာဟာစေးတဲ့လူတူလို့သူ့ရဲ့နောက်ဆုံးရွှေစားတွေကိုတိမ့်နေချိန်မှာလေကွင်းကိုဖြတ်ပြီးငါတယောက်တည်းရှောက်လာခဲ့တယ်။အလင်းရောင်ကအမှောင်လူတဲကိုတဖြည်းဖြည်းမြုပ်နေလေ။ကောက်ရည်ပြီးစားမှုမဆိုးမဖြစ်ပြီးကြံခဲ့တဲ့လေတော်ကတိတ်ဆိတ်လို့တငယ်တယောက်ရဲ့ဆူးရှတဲ့အတန်ကကောင်းကင်ကိုရုတ်တရက်ပြန်တက်ပြီးအမှောင်လူကြီးထဲမှာမမြင်မဆန်းနဲ့ရှောက်သွားလို့ညနေခင်းရဲ့တိတ်ဆိတ်မှုထဲမှာသူ့သေးတံဟာလမ်းကြောင်းကလေးထင်ကြံရစ်ခဲ့တယ်။ကြံကင်းတွေရဲ့ဟိုဘက်စကြက်မြေအစွန်မှာသူ့ရွာလေးရှိနေရဲ့။ငါပြောပင်ရိတ်တွေနဲ့သေးသွယ်တဲ့ကွန်းသီးပင်တွေကြားမှာပုံလို့အုံးပင်တွေနဲ့စိမ့်မောင်တဲ့ပိန်းနှဲပင်တွေကြားမှာပုံလို့ကျေအောင်အောက်ကငါရဲ့အထီးကျန်လမ်းမှာငါခဏရက်တယ်။ပကတ်တွေနဲ့အိယာတွေမိခင်တွေရဲ့နှလုံးသားတွေနဲ့ညာဦးမိအိမ်တွေလောကကြီးမှာဘာနဲ့မှချိန်ဆက်အဖို့မဖြစ်နိုင်တဲ့ဝမ်းသာကြည်နူးမှုမျိုးနဲ့ဝမ်းသာကြည်နူးနေတဲ့ငယ်ရွယ်သူတွေစင်ရင်မုန်းမှန်ထားရာတိုက်တာအင်ဂျင်နန္ဒကိုသူ့လက်မောင်းတွေနဲ့ဝှေ့ဖတ်ထားတဲ့နတ်မောင်တဲ့ကဘာမြေကြီးကိုငါရှေ့မှာတဝန်းတလျားကြီးမြင်နေရတယ်မြတ်တန်းတဲ့စမ်းစာတော်လားဆောင်းထရဖြစ်ပါလေကျေးဇူး